ကဗျာတပုတ်ကလေးကဗျာတပုတ်ကလေးတော့တင်ခဲ့တဲ့ကဗျာတပုတ်ပန်းကလေးများပွင့်တော့မြူဖူးရန်ဝင်းလို့ချီနေကြီးမှရွှေကြီးတော့ငါတို့စာတင်ကြအဲ့မှာဘာလဲဆိုတော့ပန်းနေပွင့်ဖို့အတွက်နေကြီးနဲ့ရေလိုရယ်နေကြီးနဲ့ရေလိုရယ်ဆရာတို့ကဘာလဲဆရာလောက်တဲ့တို့ရေလောင်းရမယ့်တာဝန်ရှိတယ်ဒီရေလောင်းရမယ့်တာဝန်ကိုဆရာအပြည့်မကြည့်ဘူးအကြောင်းအမျိုးမျိုးကြောင့်အပြည့်မကြည့်ဘူးရေလောင်းရမယ့်တာဝန်ဆရာကိုရေဖြည့်ပေးတဲ့အခါကျတော့ရေထမ်းပုံးတစ်စုံဆိုလို့ရှိရင်ရေဖြည့်ပေးတဲ့အခါမှာအိုင်တီယာတဘုံစီဝဲဟာတဘုံအဲ့လိုဖြည့်ပေးလိုက်တယ်ဒါပေမဲ့အပြည့်မဟုတ်ဘူးတဝက်စီပဲဖြည့်ပေးလိုက်တယ်တဝက်စီဖြည့်ပေးတာကဆရာတဝက်ပဲပါတယ်လေတဝက်ပဲပါတဲ့အတွက်ကြောင့်အဲ့ဒီဟာနဲ့ရေလောင်းမယ်ဆိုတဲ့အခါကျတော့ရေလောင်းမယ်ဆိုတဲ့အခါကျဘာလုပ်ရလဲဆိုတဲ့အခါကျတော့ကိုပြန်ဖြည့်ရတယ်စီဗယ်နဲ့ AGDI ပြီးသွားတယ်ကွန်ပျူတာနဲ့ပုံမဆွဲတတ်ခင်ဒါပေမဲ့ဆရာကွန်ပျူတာနဲ့အိမ်ပုံတွေဆွဲတတ်အောင်ဆရာစူးစမ်းထားတယ်အဲ့ဒါကိုဖြည့်လိုက်တယ်စီဗယ်နဲ့ပတ်သက်ပြီးဖြည့်လိုက်တာ IT နဲ့ပတ်သက်ပြီးဖြည့်လို့ရှိရင်ဘာလဲဆိုတော့အခါကျတော့ Visual Basic 6.0 Java B4A စသည်ဖြင့် B4A စသည်ဖြင့်အဲ့ဒီဘာသာရက်တွေကိုပြန်ပြီးကိုပြန်ဖြည့်ပြီးဘာလုပ်လဲဆိုတော့ရေလောင်းတဲ့အခါကျတော့ဘလို့လောင်းလို့ဆိုတော့ရေလောင်းတဲ့အခါကျတော့အပေါက်ကိုမဖောက်မိအောက်ကပုံးရအောက်ကနေအပေါက်မဖောက်မိအပေါက်ကဘာဆိုစေရနာနဲ့တူတယ်အပေါက်မဖောက်ဘူးအပေါက်မဖောက်ပဲစေရနာနဲ့တူတဲ့အပေါက်ကိုမဖောက်တဲ့အတွက်ကြောင့်ကလေးတွေကပညာမတတ်ဘူးအဲ့လိုဖြစ်တာလောက်တော့လောက်တယ်အပေါက်ကတော့ဖောက်လိုက်တယ်တိလိုက်အပေါက်ဖောက်တဲ့အခါကျတော့တနစ်ပဲဖောက်ပေးလိုက်တာလေတနစ်ပဲဖောက်ပေးတာတနစ်မဟုတ်ဘူးဘာလဲဆိုတော့ဟိုတယ်တနစ်မဟုတ်ဘယ်နှခုလဲဆိုတော့အခါကျတော့၄ခု thesis ၄ဆောင်၄နှစ်လောက်ပေးလိုက်တယ်၄နှစ်မဟုတ်၅နှစ်လောက်ပေးလိုက်တယ်ပထမဆုံးတစ်ခုကဘာလဲဆိုတော့အခါကျစာကြည့်လိုက်စော်ဝဲပြီး Visual Basic 6.0 နဲ့ရေးတာနောက် thesis တစ်ခုကကြောင့် hotel ရဲ့ reception နဲ့ပတ်သက်လို့အဲ့လို thesis အလကားလုပ်ပြီးလိုက်တယ်နောက်တစ်ခုဘာလုပ်ပြီးလဲဆိုတော့အခါကျတော့စားတောက်ဆိုင်နဲ့ပတ်သက်တဲ့ software လေးကိုဆရာလုပ်ပြီးလိုက်နောက်တစ်ခုဘာလဲဆိုတော့ basic for Android နဲ့ဘာလဲဆိုတော့ဒီစင်နှစ်ဆောင်လုပ်ပေးလိုက်တယ်အားလုံးတွေ့ကြည့်9နှစ်ပေါ့အဲ့ဒီ9နှစ်ကိုအနည်း20အတွင်းမှာ9နှစ်ပဲ thesis ကိုတည်ချာလုပ်ပြီးလိုက်တယ်ဒါရေလောင်းလိုက်တာရေလောင်းတာ9နှစ်ပဲလောင်းလိုက်တယ်15နှစ်ကရေမလောင်းမိဘူးရေမလောင်းမိတဲ့အတွက်ကျဘာဖြစ်လဲဆိုတော့အပင်နေပန်းပင်နေမရှင်ဘူးလေပန်းပင်နဲ့တူတဲ့လူငယ်တွေမရှင်တော့ဘူးမရှင်တန်တော့ဘူးပန်းပင်နဲ့တူတဲ့လူငယ်တွေပဲဆိုပန်းနေမပွင့်တော့ဘာဖြစ်လဲဆိုတော့မပွင့်တော့မမွေးတာပေါ့ပညာဆိုတာဘာလဲပညာမမွေးတာပေါ့နောက်တစ်ခုဘာပြောချင်လဲဆိုတော့အခါကျပညာဆိုတာတဲ့ဘာလဲဆိုတော့စီမီတိုင်းလို့လေစီမီတိုင်းကသူ့စီကနေအလင်းကူးဆိုရင်သူ့မှာမယုံဆရာပညာကိုအလင်းကူးပေးတာဘာနဲ့လဲဆိုတော့ခါကျလေးဖြတ်ပြီး35နှစ်ရဲ့ဒီဘက်ကျမှဆရာအလင်းကူးပေးနိုင်တာလေအလင်းကူးပေးနိုင်တဲ့အတွက်ကြောင့်အဲ့ဒီကဘာလဲဆရာလည်းအဲ့ဒီကျတော့မှငါတောင်ခုမှခြေတာနောက်တစ်ခုဘာပြောချင်သေးလဲဆိုတော့ခါကျthesis တေချာလုံးမပေးလိုက်ရဘူးအရင်တော့ဆိုလို့ရှိရင်ဝိလိလာကျောင်းလို့ thesis ကိုတေချာလုံးမပေးဘူးဘလောက်ထိလဲဆိုတော့ thesis ကို seminar ထိုင်လို့ရှိရင်သွားတောင်းမတက်ဘူး seminar ထိုင်လို့ရှိရင်သွားတောင်းမတက်ဘူးအဲ့လောက်ထိကိုစိုးရဆရာအဲ့လောက်ထိစိုးခဲ့တာခုနောက်ပိုင်းကျတော့အဲ့လိုမဟုတ်တော့ဘူး
တိတိချာချာလုပ်ပေးတယ်ကလေးတွေကိုတောက်အောင်တင်တယ်တောက်အောင်တင်တယ်ဆိုတော့ဘာဖြစ်လဲဆိုတော့ဆရာတော့ဘာဖြစ်လဲဆိုတော့ပစ္စည်းတော့မဆိုင်နိုင်ဘူးပေါ့ကွာကွန်ပျူတာတော့မဆိုင်နိုင်ဘူးဒါပေမဲ့တော့အဲ့ဒီဟာတွေကကွန်ပျူတာစိုက်မှဆရာတို့ IT ဆိုတထေးစာလို့ပြောကြတယ်ဆရာလည်းအဲ့လိုပဲထင်ပါတယ်ဘာဖြစ်လဲဆိုတော့ကွန်ပျူတာတစ်လုံးကို30 30ပေးပြီးတော့ဝယ်ရတဲ့အခါမှာတော့တက်လာတဲ့လူငယ်တွေကအဲ့ဒီကွန်ပျူတာဝယ်ဖို့သူတို့မှပတ်သက်အစင်းနဲ့မရှိဘူးနိုင်ငံတော်အစိုးရကလည်းတည်တဲ့အတိုင်းပဲဟုတ်လားနိုင်ငံတော်အစိုးရလည်းတည်တဲ့အတိုင်းပဲမဖြည့်ဘူးပေါ့ကွာမဖြည့်တဲ့အခါကျဘာဖြစ်လဲဆိုကလေးတွေကဝဲလာရတယ်ပညာပါမလားခုတော့ဆရာရေလောင်းပါတယ်တိတိကျကျစေရနာနဲ့ရေလောင်းတယ်တိတိကျကျစေရနာနဲ့ရေလောင်းတယ်နောက်တစ်ခုဘာပြောချင်သေးလဲဆိုတော့ခါရခု lesson video တွေကပြန်တင်ပေးတော့မှာနောက်1ရက်2ရက်နေလို့ရှိရင်3-4ရက်နေလို့ရှိရင် lesson video တွေပြန်တင်ပြီးတော့ဆရာမြေပြင်နဲ့အလောက်ကပြီးသွားပြီမြေပြင်နဲ့အလောက်ကပြီးသွားပြီမြေပြင်နဲ့အလောက်ပြီးဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီ lesson video တွေကပြန်တင်ပေးတော့ဟုတ်လားအတေချာပေါင်းပြန်တင်ပေးတော့မှာရပြီ